ကဲအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ယနေ့မျှဝေပေးခြင်းနဲ့အကြောင်းအရာလေးကတော့ဗောနော်ကျွန်တော်တို့ data မှာစိုက်ပျိုးထားတဲ့ကြက်သွန်ဖြူကိုတူးဖော်တဲ့ပုံလေးကိုကျွန်တော်နေတဲ့တငယ်ချင်းပေါင်းတင်မိတ်ဆွေအောင်လို့ကိုမျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကြက်သွန်ဖြူကိုမြို့ပေါ်မှာအလွယ်တကူဝယ်ယူစားတောက်နေရပြီမဲ့တွေ့ဘူးမြင်ဘူးနေရပြီမဲ့အခုလိုတူးဖော်တဲ့ပုံစံကိုတွေ့ဘူးမြင်ဘူးမှမဟုတ်ပါဘူးဗျာဒါကြောင့်မလို့ကျွန်တော်တငယ်ချင်းမိတ်ဆွေပေါင်းတင်အားလုံးကိုမျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျာကဲဒီမှာကြည့်လိုက်ပါဗျာဒါကျွန်တော်တို့ data မှာတူးဖော်နေတဲ့ကြက်သွန်ဖြူဖြစ်ပါတယ်ခင်ဗျာကဲကျွန်တော်တို့ဒေသမှာဧကအကျယ်ကြီးစိုက်ထားတဲ့ကြက်သွန်ဖြူကိုဒါဒီကနေ့တူးဖော်နေတဲ့ပုံစံလေးကိုကျွန်တော်တကယ်ချင်းမိတ်ဆွေပေါင်းတင်အားလုံးလို့သိချအောင်ကျွန်တော်အနေနဲ့မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာကဲဒါဆိုလို့ဒီခုမနေ့စတင်တူးဖော်ထားတဲ့တူးကစားပဲရှိပါသေးရဲ့ဗျာတော့ဧကအကျယ်ကြီးကိုတူးဖော်ရမှာဖြစ်ပါတယ်ခင်ဗျာကဲယခုတူးဖော်နေတဲ့အနေထားဆိုလို့ကျွန်တော်တို့တောင်သူဦးကြီးအနေနဲ့ကဲကြက်သွန်ကတော့ဒီလိုအနေထားလေးကိုရရှိထားခြင်းဖြစ်ပါတယ်ခင်ဗျာယခုပေါက်စေးအနေထားနေဆိုလို့ရှိရင်8000ကျော်လေးလို့သိရပါတယ်ခင်ဗျာဒီနေ့တိုင်းတာတော့ကတော့ကျွန်တော်တို့တောင်သူဦးကြီးအနေနဲ့ဒီလိုကြက်သွန်ဖြူကတော့အောင်မြင်စွာရရှိထားပြီလို့ကျွန်တော်အနေနဲ့ဆိုလိုနိုင်ပါတယ်ခင်ဗျာကဲကျွန်တော်အနေနဲ့ဆူတောင်းပေးနေတာကတော့ကဲတောင်သူဦးကြီးဗျာကြက်သွန်ဖြူတွေကြီးကြီးမားမားလှလှပပထွက်ချိပြီးတော့ခင်ဗျာဈေးနှုန်းကောင်းကောင်းရပါသေးလို့ကျွန်တော်အနေနဲ့ဆူတောင်းရင်အားလုံးကိုနှုတ်ဆက်ပါတယ်ခင်ဗျာ